ကျွန်တော်တို့ပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့စကိုင်းတိုင်းတွေကကိုးတောင်ပို့အထိုင်စခန်းကိုအာရက်ခေါ်တက်တော် A နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်နေရကန်ဗျူဟာကုန်းအနီးအကြမ်းဖက်စစ်ကောင်စီနဲ့အာရက်ခေါ်တက်တော် A တို့တိတ်ပွဲပြင်းထန်ကပ္ပစစကြအနီးကာကင်းစခန်းတွေကိုအာရက်ခေါ်တက်တော် A ထိုးစစ်ဆင်နေစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျစကိုင်းတိုင်းကောလင်းမြို့နယ်နဲ့ကမ်ဘလူနေဆက်မှာရှိတဲ့စစ်ရေးအရအရေးပါတဲ့စခန်းတစ်ခုဖြစ်ပြီးကျမ်းဘက်စစ်ကောင်စီတပ်နဲ့ပြူစောတိတပ်တွေပူးပေါင်းတပ်ဆွဲထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်အရှင်ဖန်စီရမိတဲ့သူတွေရှိသလိုကျမ်းဘက်စစ်ကောင်စီတပ်သားအလောင်း20ခန့်နဲ့လက်နက်တွေကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။ကိုးတောင်ဘုတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာအာရက်ခေါ်တပ်တော် A ကောလင်းခရိုင်တပ်ရင်း9ရင်းပကဖနဲ့ KB2 ကံဘလူးတက်ရင်တွေပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်နေရကန်ဗျူဟာကုန်းနဲ့၄မိုင်ကျော်လောက်မှာအာရက်ခေါ်တက်တော် A နဲ့အကျန်းဖက်စစ်ကောင်စီတို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျ။နေရကန်ဗျူဟာကုန်းနဲ့၄မိုင်ကျော်လောက်ကော်ဝေးတဲ့ပစည်းရော်ဘက်ကိုအင်အား200အလုံးအရင်နဲ့စစ်ကြောင်းထိုးလာတဲ့အကျန်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့အာရက်ခေါ်တက်တော် A တို့ဇန်နဝါရီ31ရက်နေ့ညနေ3နာရီကျော်လောက်စလို့နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးဖေဖော်ဝါရီ1ရက်နေ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ပစည်းရော်ကာကင်းနဲ့စခန်းချုပ်ကိုအာရက်ခေါ်တက်တော် A ကသိမ်းပိုက်ထားပြီးကျမ်းဘက်စစ်တပ်ဟာကပ္ပစ14ကနေစင်ပွန်းကနေတဆင့်နေရကန်ဖက်ကိုထိုးပေါက်ဖို့စစ်ရင်အားလုံးကြီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ယခုလိုတိုက်ပွဲပြင်းထန်စွာဖြစ်ပေါ်နေတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပွိုက်666ရဲ့ကာကင်းစခန်းကုန်းကိုသိမ်းပိုက်ပြီးနောက်ထပ်ကာကင်းစခန်းတွေကိုအာရက်ခေါ်တက်တော် A ကတပြိုင်တည်းတိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျ။ကပ္ပစ16ရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ပွိုက်666စခန်းကုန်းကိုအာရက်ခေါ်တက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးနောက်စခန်းဆောင်ခေါ်ထွက်ပြေးသွားတဲ့ကျမ်းဘက်စစ်ကောင်စီတပ်သားတွေကိုလိုက်လံရှင်းလင်းရာကနေနောက်ထပ်ကာကင်းစခန်းကုန်းတွေကိုလည်းတပြိုင်တည်းစတင်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။လက်ရှိမြေပြင်သတင်းအရတိုက်ခိုက်ခံနေရတဲ့ကာကင်းစခန်းတွေတေးကကာကင်းစခန်းကုန်းနှစ်ခုကိုအာရက်ခေါ်တက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားပြီးကျမ်းဘက်စစ်တပ်ကလည်းပါရာမိုတာဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အာရက်ခေါ်တက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာဇန်နဝါရီ28ရက်နေ့မှာပွိုက်666စခန်းကုန်းကိုအပြီးသက်သိမ်းပိုက်နိုင်ခဲ့ပြီးမနေ့ကအထိနောက်ထပ်တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့သတင်းရရှိပါတယ်။ဒီနေ့တင်ဆက်ပေးရတဲ့သတင်းကတော့စကိုင်းတိုင်းထိကကိုတောင်ဘူအထိုင်စခန်းကိုအာရက်ခေါ်တက်တော် A နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်နေရကန်ဗျူဟာကုန်းအနီးအကျန်းဘက်စစ်ကောင်စီတပ်နဲ့အာရက်ခေါ်တက်တော် A တို့တိုက်ပွဲပြင်းထန်ကပ္ပစစကြအနီးကာကင်းစခန်းတွေကို A ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်တင်ဆက်ပေးသွားမယ့်သတင်းတွေကိုလည်းဆက်လက်စောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျ။အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။